မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမကတတကျောင်းသားတပ်မတော်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ23နှစ်မြောက်အခမ်းအနားသို့ပေးပို့သောတော်ဝန်တော်အခမ်းအနားသို့တက်ရောက်လာကြသောရဲဘော်များမိတ်ဆွေများခင်ဗျာယခုလိုရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးရဲ့23နှစ်မြောက်အခမ်းအနားကိုကျွန်တော်တို့မကတတကျောင်းသားတပ်မတော်ကဝမ်းကြောက်ဂုဏ်ယူစွာနဲ့တော်ဝန်တော်ပေးပို့လိုက်ပါတယ်ဒီနေရာမှာ23နှစ်ကာလအတွင်းကျွန်တော်တို့ရဲ့ရှုမြင်ချက်ကိုအပွင့်လင်းဆုံးတင်ပြသွားခြင်းပါတယ်ရဲဘော်များမိတ်ဆွေများခင်ဗျာပထမဆုံးတင်ပြချင်တာကတော့1300ကျည့်ရေးတော်ပုံဆိုတာကိုယ်ဒီစနစ်စတင်လုံးဝလွတ်လပ်ရေးရှစ်လေးလုံးဒီမိုကရေစီရေးတော်ပုံ1350ကျည့်ရေးတော်ပုံကြတော့ဒီမိုကရေစီရေးအာဏာရှင်စနစ်ရေးဆိုတာအားလုံးသိဖြစ်ပါတယ်နောက်ပြီးနှစ်ခုစလုံးမှာတိုင်းပြည်လုံးနဲ့ဆိုင်တဲ့အမျိုးသားရေးလက္ခဏာရှိတယ်ဒါပေမဲ့ကမ္ဘာခေတ်ရည်စည်းကြောင်းနဲ့မဆက်ဆက်တည်ဖြစ်တယ်အရင်းကြီးအများကြီးရှိလို့နဲ့သမိုင်းတင်လိုက်တဲ့နိုင်ငံရဲ့အသက်အကြောင်းဖြစ်ခဲ့တယ်ဒီလူတွေရဲ့ဆန္ဒစစ်မှန်ကိုပေါ်ထုတ်ရင်နိုင်ငံရေးလမ်းကြောင်းတွေချပေးနိုင်ခဲ့တယ်အမျိုးသားခေါင်းဆောင်ဖြစ်တဲ့တိုက်ပွဲပုံစံဖြစ်တွေပေါ်တယ်အထွေထွေသပိတ်တိုက်ပွဲဟာနိုင်ငံရေးနဲ့ကြောင်းကြီးကိုဖန်တီးနိုင်ခဲ့ပေမဲ့နိုင်ငံရေးဆိုင်ရာရည်မှန်းချက်တွေကိုလက်တွေ့သိအချိန်ကိုက်အကောင့်တွေပေါ်ဖို့နိုင်ငံရေးခေါင်းဆောင်တွေရဲ့မှန်ကန်တဲ့ရည်တည်ချက်တက်တည်တဲ့ညီညွတ်မှုပေါ်မှာလည်းအများကြီးမူတည်တယ်ဒီလိုမှမဟုတ်ရင်အတိမရည်မှန်းချက်ရောက်ဖို့နောက်ထပ်အရင်းကြီးတွေထပ်ပေးရလေရှိတယ်ရဲဘော်များမိတ်ဆွေများခင်ဗျာကျွန်တော်တို့အားလုံးဒီနေ့လက်တော်တောင်းဆိုနေကြတဲ့အချက်လက်တွေကိုပြန်ကြည့်နေနဲ့88ကျောင်းသားခေါင်းဆောင်များလွတ်မြောက်ရေးနိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးတိုင်းပြည်ကိုအပြစ်ခတ်ရစဲရေးငြိမ်းချမ်းရေးပြည်စုံဆွေးနွေးဖြေရှာရေးအမျိုးသားပြန်လည်တည်မြဲရေးလို့ဖြစ်တယ်ဒါပေမဲ့ဒီချက်တွေပြည်စုံဖို့ကျွန်တော်တို့ရရှိဖို့ဆိုတာကိုအနှံ့ဝေးနေတဲ့ဖြစ်တယ်ဆိုတာကိုလည်းအားလုံးသိတယ်ဖြစ်တယ်နောက်ပြီးတိုင်းရင်းသားပြည်သူလူထုကြီးတရားလို့ရင်ဆိုင်နေရတဲ့လူမှုရေးစီးပွားရေးပညာရေးကျန်းမာရေးစတဲ့ဖေးတွေတိုက်တဲ့တွေမြန်မာပြည်တော်မှာကျင့်ကြံပါတဲ့စီးရေးမငြိမ်သက်မှုတွေဒီမိုကရေစီတောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့လူထုစီးရေးလုပ်ငန်းတွေပေါ်မှာချုပ်ချယ်ထားမှုတွေဟာတိုင်းပြည်လုံးအဖေတွေတက်တဲ့ဆိုင်နေတာမသိရင်ရာကိုမိမောင်းပိုးပြနေတယ်ဆီယနာရှင်စနစ်ကိုပုံစံတစ်ကြောင်းထားတဲ့2008ဆီယချိုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေစစ်တပ်ချုပ်ပြီးလွတ်တော်နဲ့ကောက်ဖန်အားကျန်းဖို့အမိခံဆိုရပုံစံနဲ့ပြင်ဆင်လို့မရနိုင်ပါဘူးရဲဘော်များမိတ်ဆွေများခင်ဗျာဒီနေ့ကျွန်တော်တို့အားလုံးရင်ဆိုင်နေရတဲ့နိုင်ငံကိုနောင်နေတဲ့စနစ်ကဆီယနာရှင်စနစ်ချမှတ်ထားတဲ့ဥပဒေက2008စစ်တပ်အုပ်ချုပ်ရေးဖွဲ့စည်းပုံအခြေခံဥပဒေစစ်တပ်လွတ်တော်စစ်တပ်နောက်ခံကျန်းဖို့အမိခံအစိုးရဒီအခြေအနေနောက်မှာကျွန်တော်တို့အနေနဲ့လုံဆောင်ရမယ့်တာဝန်တွေဟာများပြားလာတယ်တဦးချင်းတစ်ဖွဲ့ချင်းနေနဲ့ဖြည့်ရှင်းလို့မရနိုင်လို့တိုက်ပွဲဝင်တဲ့နေရာမှာလည်းပုံစံပေါင်းစုံလိုအပ်တယ်ရဲဘော်များမိတ်ဆွေများခင်ဗျာရှစ်လေးလုံးဒီမိုကရေစီရဲတော်ပုံကြီးရဲ့နိုင်ငံရေးတောင်းဆိုချက်တွေလက်တွေ့ချက်တွေဟာဒီနေ့ဒီမှန်ကန်နေတဲ့ဖြစ်တယ်တမိုင်းဆိုတာဖတ်သူမကြပေမဲ့သင်ခန်းစာတော့ကောင်းယူစွာထုတ်ယူနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဘကတကကျောင်းသားတက်တော်အနေနဲ့နိုင်ငံရေးစီရေးတိုက်ပွဲတွေကိုအစွမ်းကုန်ပုံဖော်နေပါတယ်ကျွန်တော်တို့ရဲ့တိုက်ပွဲဝင်မှုဟာ88ဒီမိုကရေစီရဲဘော်တို့ကြီးရဲ့အဆက်ဆိုတာအားလုံးထပ်လောင်းပြီးပြလိုက်ပါတယ်ဒီနေရာမှာရဲဘော်များမိတ်ဆွေများနဲ့လက်တွေ့ပူးပေါင်းပါဝင်မှုအလုပ်လုပ်မှုနဲ့ထောက်ခံပံ့ပိုးမှုတွေဟာမကတတကျောင်းသားတက်မတော်အတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်အထူးသဖြင့်မိမိရဲ့အတွင်းကြက်ကျန်းနေတဲ့အင်အားစုကိုစနစ်တကျပြန်လည်စုစည်းကြဖို့လည်းတောင်းဆိုပါတယ်ဒီနေရာမှာကျွန်တော်နှစ်ခေါက်ထပ်ဖတ်ပါတယ်အထူးသဖြင့်မိမိရဲ့အတွင်းပြန်ကျန်းနေတဲ့အင်အားစုတွေကိုစနစ်တကျပြန်လည်စုစည်းကြဖို့တောင်းဆိုပါတယ်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးအမျိုးသားဓာတ်လူရေးဆီယနာရှင်စနစ်စတင်ရေးအတွက်ဆွညွှန်နေတဲ့ကောင်အလေးနာခံမှာတိုက်ပွဲဝင်နေကြတဲ့အာဇာနည်ဘောလုံးကိုအလေးပြုလိုက်ပါတယ်ဆီယနာရှင်စနစ်မုတ်ချကြောင်ဆုံးရမယ်ဒီမိုကရေစီရေးကိုအောင်ရမည်ဘိုးကော်မတီမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရေစီတပ်ဦးမကတတကျောင်းသားတပ်မတော်ရက်စွဲ2017ဩဂုတ်လ10ရက်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုလိုမျိုး23နှစ်မြောက်ရေးတော်ကို23နှစ်မြောက်အခမ်းအနားကိုပေးဖို့တော့တော်တော်ဖတ်ကြားပေးတဲ့ကိုကြီးလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့အခမ်းအနားစီစဉ်ရ900အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွန်မြောက်နေဂျပန်ဌာနပွဲမှာကိုယ်စားလှယ်ဥဒထအားအမှားစကားပြောကြားပေးပါရန်လေးတော့ဖိတ်ခေါ်ပါခင်ဗျာ
အားလုံးနေတော့ပါတယ်အချိန်ကလည်းတုံးကြည့်ရတယ်ကျွန်တော်နည်းနည်းတိုးတိုးပဲပြောပါမယ်ကျွန်တော်တို့ရှိတဲ့ဆိုတဲ့ဒီရေတော်ကြီးဖြစ်လာတဲ့အချိန်ကအကြောင်းကြီးမှာဘယ်လိုဖြစ်လဲကျွန်တော်တို့ခင်ဗျားတို့ဒီလူတွေအားလုံးကထောက်ခံထားတဲ့ NLD ဖြစ်ပေါ်လာတော့ဒီရထားတဲ့နံပါတ်1ချက်ဖြစ်လာတယ်လို့ဟုတ်လားအခုဘယ်လိုရှိလဲကျွန်တော်ဒီနေ့လားကျွန်တော်ရဲ့မိခင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကငင်းရရဲ့အတွက်အိမ်ပေါ်ခေါ်ဆောင်လာတဲ့ထောက်ခံမှုတွေကိုဒီနေ့မှရှိတယ်ဟုတ်လားတိုက်ခံရရလို့ဖြစ်တဲ့လက်ကန်ဖွဲ့စည်းပြီးအားလုံးထောက်ခံရပြီးဖြစ်ပါတယ်ဒီအချိန်လေးပတ်သက်ပြီးတော့ကျွန်တော်ပြောနေတာကတော့ဒေါ်အောင်ဆန်းစုကြည်လို့ပြည်သူတွေချစ်တဲ့ပြည်သူခေါင်းဆောင်တို့ကခေါ်ဆောင်ထားတဲ့ပုံကိုတိုင်းရင်းသားအားလုံးဒီကိုမောင်နှမတွေကထောက်ခံထားတယ်ဆိုတာကိုကျွန်တော်အဓိကပြောချင်တာပါအဲ့တော့အခုဖြစ်နေတဲ့လက်ရှိအစိုးရဟာចောင်းဖို့အစိုးရဖြစ်တယ်ကျွန်တော်တို့ခင်ဗျားတို့လုံးဝထောက်ခံထားတဲ့အစိုးရမဟုတ်ဘူးဆိုတဲ့ဟာကိုလက်ရှိဂျပန်နိုင်ငံအစိုးရကိုကျွန်တော်တို့သိအောင်ပြောပြဖို့လိုပါတယ်ဒါကိုကျွန်တော်တို့ဒီနေ့88အရင်ကတော့ဘာဆိုအောင်နေတယ်ခင်ဗျားမှာကျွန်တော်တို့အားလုံးပုံပေါ်တူကလက်ကွဲဖော်ဆောင်ကြပါစို့လို့ပြောကြရင်ဒီလိုဆိုရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုလည်းမှစကားပြောကြပြီးဘုရားဆန်ပါကျေးဇူးတင်ပါတယ်နော်ခုဆိုလည်းတော့ခန္ဓာဆင်ချောင်းရတိုင်းတော်ပြည်ကြီးများမှာတောင်းပန်ပေါ်တဲ့လူကြီးတွေလောင်းမှုမှာမာကားကြပြီးပါလေတော့ဖိတ်ခေါ်ပါနော်အားလုံးမင်္ဂလာပါဒီနေ့အခုလိုမျိုးရှိတဲ့နဲ့ခန်းတော်မှာအင်ဂျင်ရဲ့ပုံစံကျမကိုဖွင့်ပေးပြီးစကားပြောခွင့်ပေးတဲ့အတွက်ကြောင့်တောင်းရှိလူကြီးများနဲ့ဆက်ရလာတဲ့လူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှိတဲ့နဲ့ပတ်သက်ပြီးတော့အားလုံးကလည်းဖတ်သားလာပြီးဖြစ်တဲ့အတွက်ကြောင့်အခုလိုကြောက်မလို့ပါဘူးရှိတဲ့နဲ့ရဲ့ကျန်းတဲ့ဖြစ်တဲ့စစ်တပ်ရဲ့အာဏာသိမ်းမိဘပွဲလုံးနိုင်ရပါတီကိုအာဏာလဲပေးဖို့ရင်းဆိုတဲ့ဆရာနာရှင်စနေထူထောင်လာတာကိုလည်းအားလုံးသိပြီးဖြစ်ပါတယ်ဒီချမ်းကနေပြီးတော့မှသူ့ကိုပြောလို့ရတာတော့ဆရာနာရှင်ကတိုင်းရင်းသားများပေါ်ထားတဲ့သဘောထားပဲဖြစ်ပါတယ်ဒီစားတဲ့ဆံမှာအရကအစိုးရလို့ခေါ်တဲ့ဦးတိုင်းဆိုင်အစိုးရတက်လာတယ်။လွတ်တော်တွေပါရင်လည်းဆိုတော့နိုင်ငံရေးပြဿနာတွေကိုလည်းတင်ပြလို့ရမယ်ထင်တယ်။ဗေဒတန်းကြတော့အဓိကကျတဲ့နိုင်ငံရေးပြဿနာတွေဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားများငင်းငင်းချမ်းသာကိုပေးရေးတိုင်းရင်းသားနယ်ဒေသမှာကိုယ်သက်ရှင်ဖြစ်နေတဲ့ပဋိပက္ခများကိုတခြားနည်းနဲ့ဖြေရှင်းဖို့စားတဲ့ဟာတွေကိုလည်းသူတို့ပိတ်ချခြင်းပါတယ်။အခုဆိုရင်စစ်တပ်ဟာတိုင်းရင်းသားဒေသတွေမှာစစ်စင်နေတဲ့ဟာကအကြီးကျယ်ဖြစ်နေတယ်လူထုတွေကလည်းမိမိတို့ရဲ့ဥပဒေနေရာများကိုစုံထားပြီးတော့မှစစ်တီးတော့ခတဲ့ဖြစ်နေကျင်းနေရတယ်ဆိုရရဲ့ policy လားစစ်တပ်ရဲ့ policy လားဆိုတာကိုဝင်ထည့်လို့မရဘူးဖြစ်နေပါတယ်။ဆက်ပြီးဆိုဆရာနာရှင်ကိုတိုက်ပွဲဝင်နေတဲ့ညညတော့တိုင်းနာပါတီတွေနဲ့လက်တိုင်ကြောက်ဖိုက်တွေဟာညညတော့တိုင်းရင်းသားလူမျိုးများဖေးတဲ့တောင်းစီ UNFC အောက်မှာပြည်သူတွေဖြစ်ပါလေမိမိတို့ရဲ့သဘောတူညီချက်များကိုလည်းစူပါအကောင့်ထည့်ဖို့အင်မတန်မှအရေးကြီးလိုအပ်နေတယ်။ဒီချိန်တိုင်းမှာပဲအမျိုးသားခေါင်းဆောင်တိုင်းတောင်းစီပြီးဒီရင်းချမ်းရေးအတွက်အထူးကိစ္စဆောင်ဖတ်လာပါတယ်။ UNFC မှာပါဝင်တဲ့အဖွဲ့ပေါင်းဆောင်တည်တည်ရဲ့ခေါင်းဆောင်များကလည်းမိမိတို့ရဲ့သဘောထားတွေထောက်ခံမှုတွေကိုနောက်အဖြစ်ပြောဆိုခဲ့ပြီးဖြစ်တယ်။ UNFC မှာပါဝင်တဲ့တိုင်းသားဖွဲ့စည်းတွေရဲ့တရားဝင်သဘောထားထုတ်သဘောထားရှိတဲ့ထောင်ဆောင်စီရဲ့အဆိုပြုပန်ကြားချက်ကိုလည်းလက်ခံသဘောတူကြောင်း9ရက်8လ2012ခုနှစ်ရဲ့နေ့စွဲနဲ့စာဝတ္တရားကိုပုတ်ပုတ်တယ်ဖြစ်ပါတယ်။ဒီချိန်မှာပြည်သူလူထုအားလုံးဟာဆိုလို့ရှိရင်လည်းအမျိုးသားပြည်နယ်တက်မြရေးတိုင်းရင်းသားဒေသတွေမှာဆင်နွှဲနေတဲ့ထိုးစစ်ဆင်များရပ်တန့်မှုအတွက်နဲ့နိုင်ငံရေးကျင်းသားများအမြန်ဆုံးလက်ပို့ပေးကိစ္စတွေကိုညီညီညွတ်ညွတ်တောင်းဆိုတိုက်ပွဲဝင်ကြဖို့ဒေါန်ဆန်းစုကြည်ရဲ့အဆိုပြုချက်ပေါ်ဝိုင်းဝန်းထောက်ခံကြဖို့ဒီကနေ့ရှင်းလင်းလုံးတွေမှာတိုက်တွန်းတောင်းဆိုရင်ညီကောင်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်။ခုလိုမျိုးမှာစကားပြောကြပြီးလုံးဝကျေးဇူးတင်ရှိပါတယ်ခင်ဗျာいやいや、あるいは世界の労働組合も皆さんの運動を支援しております。それはジャパンのたまためからの見で、バマードへデモクラシーのラーでバマードを見え、国カパネバでかね、あれねばで。いち早く、一刻も早く民主化と人権侵害が改善するよう強く求めております。バマリマディレクラシーやらの日はどう、秋にカパンフやせるとなるを、このメネで、メオリンバでかね。日本の政府の役割も大変重要であります。ジャパンそうやパウリンフガンダそうだがれ有機はでかね。一つは国連の人権報告にありますように調査委員会をすぐ設置することを指示する
こと。ဂျပန်ဆိုရတဲ့တို့ရတဲ့ကိစ္စတစ်ခုကတော့ဗမာပြည်ကတို့အဖြစ်ရတဲ့ပတ်သက်ပြီးတော့လည်းဒီကိစ္စအဖွဲ့ကိုထောက်ခံဖို့ဖြစ်ပါတယ်ခင်ဗျ2つ目は今年の国連の総会で決議がされますが、そこにもぜひ調査委員会が設置されるよう決議を支持すること。အခုလည်းကုလသမဂ္ဂသွေးသွေးကြီးရာခံကြီးမှာဗမာတို့အပြင်ရဲ့ပတ်သက်တဲ့စုံစမ်းရေးအဖွဲ့ဖို့ကိစ္စအကောင့်တွေပေါ်လာလို့ရှိပါရဲ့ဂျပန်အစိုးရကဒါကိုထောက်ခံဖို့ကျွန်တော်တို့အနေနဲ့ပြောပြီးပါမယ်ခင်ဗျ3つ目は直ちに2000人に上る政治イシューを解放すること。နောက်တစ်ချက်ကတော့အခုဗမာပြည်တပြည်လုံးမှာဂျပန်လောက်ရှိတယ်ဆိုတော့နိုင်ငံရေးအကျဉ်းသားကိုချက်ချင်းထုတ်ပေးဖို့ပဲဖြစ်ပါတယ်ခင်ဗျそれとアウン・サン・スー・チーさんを中心に少数民族と軍政のですね政権ミャンマー政権ビルマ政権との話し合いをすぐにできるよう支援することပြောတော့အောင်ဆုံးဖြစ်ဖြစ်ပြောတော့ဒီမိုကရေစီအင်အားစုတိုင်းဒေသအင်အားစုပဲအခုလက်ရှိအစိုးရပြည်ဆောင်ဆွေးနွေးပွဲပြီးတော့လေဂျပန်အစိုးရတွေနဲ့ဒီထောက်ပံ့ပေးဖို့လိုပါတယ်日本の ODA については人道的な支援にとどめておくことဂျပန်အစိုးရကဗမာပြည်ကိုပေးဖို့ရှိတဲ့ ODA ဒီကိစ္စဟာဒီအခုရဲ့အခြေခံလိုအပ်ချက်တွေကိုဘာကိုတောက်ပံပေးဖို့ရှိပါတယ်こういったことを私たちは日本日外務省の幹部とですねぜひ要請するように会う予定を用意しております。これからကျွန်တော်တို့နိုင်ငံရေးဝန်ကြီးဌာနအရာရှိကြီးတွေနဲ့တွေ့ဖို့ရှိတာပဲအခုကျွန်တော်ပြောပြတဲ့ကိစ္စဒီမှာရှိတဲ့ဗမာဒီမိုကရေစီအားစုပုံစံတွေတော့လည်းအခုဂျပန်အစိုးရကိုတိုက်ထူဖို့ရှိပါမယ်ခင်ဗျ8月の集会にご参加の皆さん、一刻も早く私たちの要求が実現するよう共に連帯して行動しましょう。ဗမာပြည်မှာတကယ်ဒီမိုကရေစီရနိုင်တဲ့အထိဒီကိုစုရတာတော့ရှိလေတော့နဲ့ဗမာပြည်သူတွေနဲ့ကျွန်တော်တို့ဂျပန်တွေအထူးတိုက်ပွဲဝင်ကြပါတော့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျありがとうございます。အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ山崎さんお願いします篠田から23年間ビルマの民主化を求めて戦い続けるビルマ労働者市民の皆さんに厚く連帯のご挨拶をしたいというふうに思っていますစစ်စေရှိခုနေရှိလာပါရှိရနဲ့ရှိရေလုံးတွေကစပြီးတော့အခုအထိဒီပါ20နဲ့3နှစ်တိုင်တိုင်ဗမာနိုင်ငံဒီမိုကရေစီအရေးအဖြစ်လုံးဆောင်လာခဲ့တဲ့ဗမာပြည်သူတွေအလို့သမားတွေကိုကျွန်တော်အနေနဲ့ဒေသအပ်ပါတယ်ခင်ဗျ